ဒီနေ့ကပင်မသမျှကိုအကောင်းဆုံးကူတော်တစ်ခုနဲ့ဖြေဖြောက်ဖို့ဆိုရင်ဒီလိုမွေးပြတ်နေတဲ့အမေသားကင်းနဲ့တင်မင်းကြောင့်မူမွေတွေကပရိသတ်တွေအတွက်အပြေပါပဲဒီကနေ့တော့ကျွန်တော်တို့ရဲ့ရပ်ပေါင်း900ပြည့်နှစ်ပတ်လည်နေလိမ့်မို့အပြေမသွားတော့ပဲနဲ့အိမ်မှာပဲစိန်ကြကြနဲ့ချက်စားပြပါတယ်ခြေရသူနဲ့တို့အရသာရှိတဲ့ဟင်းပွဲတွေကိုဖန်တီးနေကုံဆုံးမဲ့ကျွန်တော်ရဲ့ညစာပြင်ဆင်မှုကိုအတူကြည့်လိုက်ရအောင်ပါပထမဆုံးအသားရဲ့အရသာကိုပို့ပြီးတော့ပေါ်လွင်စေဖို့ထောပတ်လေးနဲ့ကျက်သွန်ပြူလေးကိုထည့်ပြပေါ်မှာအရင်စီးသက်ပါမယ်ပြီးရင်တော့အရေးသွေးမဲ့အမဲသားချက်တွေကိုလိုချင်တဲ့အကြံလုံးရအောင်กินပေးပါမယ်အသားတွေမကပါဘူးပစော်တော်ကြီးတွေကိုလည်းအသားချူချူလေးရအောင်ဖိပြီးတော့กินထားပေးပါမယ်ဘေးနားမှာတော့မိုးလေးတွေနနသီးချက်လေးတွေနဲ့ဘန်းကော်ပီစိမ်းလေးတွေကိုအလားစေးနဲ့တွဲပတ်กินပေးလိုက်မယ်ဆိုရင်ရောင်သွေးစုံနဲ့ပလက်တာကြီးရပါပြီနောက်ထပ်တာကတော့ဒီနေ့ရဲ့ special ပါပဲကျက်ဥဘေကွန်ပဲစိမ်းတို့နေကြော်ထားတဲ့ထမင်းကြော်တွေကိုဟင်းရဲ့အသက်ဖြစ်တဲ့ဈေးကြီးပေးရတဲ့မိုး sauce လေးထည့်လိုက်ပါရလာတဲ့အနံလေးကတော့ regular luxury ဆန်တာပါပဲကြံနေတဲ့အမဲသားချက်လေးတွေကိုနနသီးနနပင်တို့နဲ့အကျဉ်ဆက် sauce လေးဆန်ပြီးတော့တုပ်လိုက်ပါမယ်ဒါကတော့အစီအစိတ်နေကြားထဲမှာဂရင်းမီစီမယ်ဟင်းတက်ခေါ်ပါညသာစားပြီးတော့ချိုတဲဖို့အတွက်တရည်သီးအေးအေးလေးနဲ့အကျဉ်နဲ့ပါတဲ့ passion လေးကိုခရနဲ့ရော်ပြီး Italy style ice cream ပုံစံလေးဖန်တီးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့နှစ်ပတ်လည်ညစာစားပွဲလေးကိုစတင်လို့ရပါပြီဝိုင်ဖြူလေးတစ်ခွက်စီနဲ့တူဒီညချမ်းလေးကတကယ်ကိုပြည့်စုံခဲ့ပါပြီအားလုံးပဲသားရပျော်ရွှင်ချမ်းမြေ့တဲ့နေ့လေးဖြစ်ပါစေ